မရေးတဲ့ crush မှာကောင်းမလေးရှိနေလဲ manifestation လုပ်လို့ရနိုင်လားရှင်တဲ့ရရင်လဲလုံနီးအမှန်လေးပြောပေးပါလားမတဲ့ကျမတို့ specific person ဥပမာအောင်ဆိုအောင်ကြောဆိုကြောဒီလိုမျိုးလူတီးတန့်ကိုဘိုင်နေတက်ပြီးတော့ပေါ့နော် manifest လုပ်လို့လုံးဝမရပါဘူးအကယ်၍ကျမအတိထဲမှာရသွားတဲ့သူရှိတယ်မယူရဲဆိုလို့ရှိရင်လေဒါဒီသူ့ရဲ့ဖူးစာရှင်မှုလို့ရသွားတာမျိုးပဲနေပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့လူတိုင်းမှာသူ့ရဲ့ဖူးစာဖက်ဆိုတာရှိပြီးသားပါဆိုတော့ကိုကဥပမာပေါ့နော်ဟို Justin Bieber တို့ဥပမာတခြားသောနာမည်ကြီးမင်းသားတွေကို manifest လုပ်လို့မရတယ်လို့မျိုးပဲspecific person ကိုလူတဦးတစ်ယောက်ချင်းစီကို manifest လုပ်လို့လုံးဝမရပါဘူးလုံးတဲ့နီးလန်းလည်းမရှိပါဘူးအထူးသဖြင့်အခုလိုမျိုးပိုင်ရှင်ရှိနေတဲ့သူဆိုရင်ပိုတောင်မှပဲမလုံးတင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကိုရဲ့ကောင်လေးကိုလေတခြားသောကောင်မလေးတယောက်က manifestation လုပ်တယ်ဆိုရင်ကိုဆိုရင်ရောကြိုက်မလားပေါ့နော်ဆိုတော့ဒါကတော့မလုံးတင်ပါဘူး specific person ကို manifest လုပ်လို့မရပါဘူးဒါပေမဲ့စစ်မှန်တဲ့လက်တွဲပေါ်ကိုတော့ manifestation ပြုလုပ်လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ် coach ယူပါ